ဘာဘောလုံးလောကဇက်ကုံမှာမန်နေဂျာကောင်းတွေအများကြီးရှိပါတယ်။ဒါပေမဲ့လည်းအသင်းတစ်သင်းမှာ26နှစ်ကြာအောင်ရပ်တည်ပြီးစူဖလားပေါင်း38လုံးထိရယူပေးနိုင်ခဲ့တဲ့နီးပြကတော့ဆာအယ်လက်ဖာကိုဇက်တယောက်တည်းရှိပါတယ်။သူအနားယူသွားခဲ့တာစနစ်ကြော်ကြာတဲ့အထိမန်ချက်စတာယူနိုက်တက်ဟာသူ့ရဲ့အရေးအောက်ကနေရုံထွက်နိုင်ဖို့ခက်ခဲနေစေဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကဒီလောက်ထိအောင်မြင်ခဲ့တာလဲလို့မေးခဲ့ရင်ဖြည့်စရာအဖြေ3ခုရှိပါတယ်။ပထမဆုံးအဖြေကတော့အသင်းကိုရေရိုမတိဆောက်ပဲရေရှည်ကာလထွက်တိဆောက်ခဲ့ခြင်းမှာ1995ခုနှစ်လောက်ကမန်ချက်စတာယူနိုက်တက်အသင်းဟာအကယ်ဒမီကစားသမားတွေနဲ့သာတိဆောက်ခဲ့တာကြောင့်စူဖလားရရှိမှာမဟုတ်ဘူးလို့ဝေဖန်ခံခဲ့ရပူပါတယ်။ဒါပေမဲ့ဖာဂူဆန်ကအဲ့ဒီဝေဖန်မှုတွေကိုလုံးဝဂရုမစိုက်ခဲ့ပါဘူး။သူဟာမန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတယ်။ဒေးဗစ်ဗက်ခန်၊ပေါ့စကို၊ရိုင်ယယ်ဂစ်တို့လိုလူငယ်ကစားသမားတွေကိုအသင်းမှာနေရာပေးပြီးတော့ Class of 92ဆိုတဲ့ရွှေရောင်မျိုးဆက်ကိုမွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။သူကလက်ရှိရာသီကိုပဲအနိုင်ရရှိဖို့ကြိုးစားတာမဟုတ်ပဲနောက်9နှစ်10နှစ်ထိအသင်းကိုဦးဆောင်နိုင်မဲ့အုံမြင့်ကိုအခြေချခဲ့တာပါ။ဒါကြောင့်လဲသူ့လက်ထက်မှာကစားသမားတွေပြောင်းလဲသွားခဲ့ပေမဲ့အသင်းရဲ့အောင်မြင်မှုကတော့ရိမ့်ရန်သွားခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒုတိယအဖြေကတော့ဘယ်ကစားသမားမှအသင်းထက်မကြီးမြတ်စေရဆိုတဲ့မူဝါဒပါပဲ။အားလုံးသိကြတဲ့အတိုင်းနီးပြကြီးဖာဂူဆန်ကစီကံပိုင်းမှာအလွန်ကြီးပါတယ်။နာမည်ကြီးစပင်60လို့တောင်လှောင်ပြောင်ခေါ်ခံခဲ့ရတဲ့အထိသူအသင်းရဲ့ကစားသမားတွေကိုအကောင်းဆုံးအော်ဟစ်စူပူမှုတွေနဲ့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကဘာကျော်ဒေးဗစ်ဘက်ခန်ပဲဖြစ်ဖြစ်အသင်းကောင်းဆောင်ရိုင်ဂိမ်းပဲဖြစ်ဖြစ်ဂိုးသွင်းဘရင်နစ်စထရယ်ရိုင်းပဲဖြစ်ဖြစ်သူတို့ရဲ့အော်ဇာကအသင်းအထက်ကိုရောက်ရှိလာခဲ့ပြီလို့ခန်းစားရတာနဲ့ဖာဂူဆန်ကချက်ချင်းအဲ့ဒီကစားသမားကိုရောင်းထုတ်ဖြစ်ဖို့ကတော့ဝင်မလေးခဲ့ပါဘူး။အဲ့ဒီလိုပြတ်သားမှုတွေကအဝေးလဲခန်းမှာသူ့ကိုကစားသမားတွေကလေးစားကြောက်ရွံ့စေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအရေးကြီးတဲ့အဖြေကတော့လုံးဝအရှုံးမပေးတဲ့သူ့ရဲ့စိတ်ဓာတ်ပါပဲ။တစ်ချိန်ကအင်္ဂလန်ဘောလုံးလောကမှာပြောစမှတ်ဖြစ်ခဲ့တဲ့ဖာဂီတိုင်းဆိုတာကတော့ဒီတိုင်းဖြစ်လာတာမဟုတ်ပါဘူး။ထိုင်လူကြီးတွေကပွဲသိမ်းခရမမုံချင်းငါတို့မရှုံးသေးဘူးဆိုတဲ့စိတ်ဓာတ်ကိုကစားသမားတွေရဲ့အသွေးသားတွေအထိရိုက်သွင်းထားနိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။သူဟာနိုင်ပွဲကိုနီးစနစ်တစ်ခုတည်းနဲ့အနိုင်ယူတာမဟုတ်ပဲကစားသမားတဦးချင်းစီရဲ့စိတ်ကိုနားလည်ပြီးဘသူကိုဆူရမယ်ဘသူကိုအားပေးရမယ်ဆိုတဲ့တေချာနားလည်တဲ့စီမံခန့်ခွဲမှုပညာရှင်တယောက်ဖြစ်ပါတယ်။ဒီကုန်းချုပ်ပြောရမယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်အသင်းမှာဖာဂူဆန်ရဲ့အောင်မြင်မှုတွေကငွေကြေးကြောင့်အောင်မြင်တာလည်းမဟုတ်သလိုကံကောင်းလို့လည်းမဟုတ်ပါဘူး။အသင်းပေါ်မှာထားရှိတဲ့သစ္စာပြတ်သားတဲ့စီကံနဲ့အချိန်နဲ့မျှပြောင်းလဲနိုင်တဲ့အရေးချင်းတွေကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဖာဂူဆန်ဟာယနေ့ချိန်ထိမန်ချက်စတာယူနိုက်တက်အသင်းရဲ့အပေါ်မှာဩဇာလွှမ်းမိုးထားနိုင်တဲ့ပုဂ္ဂိုလ်တဦးဖြစ်ရပ်တည်နေလျက်ရှိသလိုကမ္ဘာတန်ဝန်းကအသင်းရဲ့ပရိသတ်တွေကလည်းသူ့ကိုမန်ချက်စတာယူနိုက်တက်အသင်းရဲ့နှလုံးသားဖြစ်သတ်မှတ်ထားကြဆဲဖြစ်ပါတယ်။